ကျွန်တော်တို့နေ့စဉ်ပြောနေတဲ့စကားတွေလဲမှာလေစကားလုံးတဲတဲလဲတစ်လုံးကဝါကြတက်ကြောင်းလုံးရဲ့အတိတ်ဘက်ကိုဘယ်လိုပြောင်းပြန်လမ်းပြနိုင်လဲဆိုတာသတိထားမိကြလားဒီနေ့မှာတော့အဲ့ဒီလိုအစွမ်းထက်တဲ့စကားလုံးလေးတွေအကြောင်းပြောပြသွားမှာပါဒါတွေကကျွန်တော်တို့ရဲ့ပြောဆိုဆက်ဆံရေးကိုပိုပြီးတိကျပြတ်သားစေတဲ့ကိရိယာတွေပါပဲဟုတ်ပါတယ်ဝါကြတိုင်းမှာသူ့ကိုပိုင်ဇလန်းလေးတွေရှိကြပါတယ်ဒါပေမဲ့လေဇလန်းကောင်းတစ်ပုတ်ချစ်ဖို့ဆိုရင်တော့အသေးစိတ်အချက်လက်တွေကတကယ့်ကိုအသက်ပါပဲကဲအဲ့ဒီလိုအသေးစိတ်ကြတဲ့စကားလုံးလေးတွေကဇလန်းကိုဘလို့ပုံဖော်ပေးတယ်လဲဆိုတာကြည့်လိုက်ကြရအောင်ကျွန်တော်တို့စကားပြောတဲ့အခါမှာလေအားလုံးနဲ့မတူပဲကွဲထွက်နေတဲ့အရာတွေချွင်းချက်တွေကပဲအကြောင်းအရာတစ်ခုကိုပိုပြီးတိကျစေတယ်ပိုပြီးအသေးပဲရှိစေတယ်အဲ့ဒါတွေကဇလန်းရဲ့အလှည့်ပြောင်းတွေလိုပါပဲကဲဒီအကြောင်းကိုအသေးစိတ်လေ့လာကြည့်ရအောင်ကဲဒီအကြောင်းအရာတွေကိုပိုပြီးမြင်သာသွားအောင်လေပါတီပွဲတစ်ခုကိုစိတ်ကူးနိုင်ကျင်းပကြည့်ရအောင်ပါတီရဲ့အန်တေဆိုင်ရင်ကိုစီမံခန့်ခွဲရေးနဲ့ဒီသဘောတရားတွေကိုအလွယ်တကူမှတ်မိသွားစေမှာပါပထမဆုံးအနေနဲ့ပေါ့ကျွန်တော်တို့ရဲ့ပါတီကိုမလာနိုင်ဘူးလို့အကြောင်းပြန်ထားတဲ့အဲ့ထဲတဲ့အဲ့ဒီစရင်ကိုဘယ်လိုလုပ်မလဲဒီနေရာမှာ except for နဲ့ apart from ကိုသုံးပြီးဘယ်သူတွေမပါဝင်ဘူးဆိုတာကိုသတ်မှတ်ပြပါမယ်ဒီမှာကြည့်လိုက် except for နဲ့ apart from နှစ်ခုစလုံးကအတိတ်ပဲကတော့အတူတူပါပဲနော်တစုံတယောက်ဒါမှမဟုတ်တစ်ခုခုကိုအုပ်စုထဲကနေဖယ်ထုတ်ချမ်းလက်ထားကြောင်းပြောချင်တဲ့အခါမှာအပြန်အလှန်အသုံးပြုလို့ရပါတယ်ဆိုလိုတာကတော့လေရေပြိုးခြုံပြောထားတဲ့စကားတစ်ခုမှချွင်းချက်တစ်ခုရှိနေကြောင်းထောက်ပြခြင်းတဲ့အခါဒီစကားစုတွေကိုတုံးတာပါအားလုံးတော့ဟုတ်တယ်ဒါပေမဲ့ဒီတစ်ခုတော့ခြံဝါဆိုရဲ့သဘောမျိုးပြောချင်တာပေါ့ဒါကအထူးအချက်ပါပဲကဲကျွန်တော်တို့ရဲ့ပါတီဧည့်သည်ဆိုင်ရင်ကိုပြန်သွားကြည့်ရအောင်ခလေးလေးအားလုံးရောက်နေပြီလေလာတယောက်ကလွဲလို့ဆိုတော့လေလာတယောက်တည်းပဲကျွန်တော်တယ်ဆိုတာရှင်းရှင်းလင်းလင်းဖြစ်သွားရောဒီဥပမာလေးလက်ကြည့်ကြည့်ပါရှင်းပါတယ်နေ့တိုင်းပွင့်နေဒါပေမဲ့တင်းငွေနေတရက်ပဲချွင်းချက်အနေနဲ့ပိတ်တယ်ပေါ့ apart from ကအဲ့ချွင်းချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြပြပါတယ် okay except ကိုတုံးတဲ့အခါတတိထားစရာစီကံလေးတစ်ခုတော့ရှိတယ်နောက်တစ်ခုရဲ့နောက်မှာဆိုရင် for ကိုဖြုတ်ယူလို့ရတယ်ဒါပေမဲ့ဝါကြအဖြစ်ဆုံးတစ်ခုကိုဆက်တဲ့ခါမှာတော့ for ကိုလုံးဝသုံးလို့မရပါဘူးဒီအချက်ကတကယ်အရေးကြီးပါတယ်ကဲအဲ့ဒီစရင်မှာဘသူတွေမလာဘူးဆိုရယ်ရှင်းသွားပြီဆိုတော့အခုပါတီပွဲထဲကိုတကယ်ဝင်ကြည့်ကြရအောင်ပါတီကအခုမှစီတော့မှဒီမှာဘလို့အန်အောစရာတွေဖြစ်လာမလဲကြည့်ရအောင် event ဆိုတာကတော့ကျွန်တော်တို့ပါတီဥပမာထဲကအန်အားသင့်စရာဧည့်သည်နဲ့ကျူးတယ်လာမယ်လို့တော့မထင်ထားတဲ့သူကရောက်ချလာတာမျိုးပေါ့ဒီမှာကြည့်လေချောင်းဆိုတာကပုံမှန် TV ကြည့်တဲ့လူမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲ့စီစဉ်ကိုတော့တူတော်မှကြိုက်သွားတယ်ဆိုတာကအန်အောစရာဖြစ်နေလို့ event ကိုသုံးလိုက်တာevent ရဲ့ဆန်ကျင်ဘက် not even ကြတော့ပါတီကိုလာမယ်လို့တစ်ထစ်ချက်ယုံထားတဲ့သူကပေါ်မလာတာမျိုးစိတ်မချရတဲ့သူငယ်ချင်းပေါ့တော်တော်လေးကိုအန်အောစရာကောင်းတဲ့ပြစ်ခုံမှုမျိုးကိုပြောတာဒီဝါကြကသူတို့လိအားပါတယ်အင်္ဂလိပ်စာအရင်ကောင်းတဲ့ဂျူးတောင်နားမလည်ဘူးဆိုတော့တခြားသူတွေဆိုဘယ်လိုလုပ်နားလဲတော့မလဲအဲ့ဒီလောက်ထိခက်ခဲတယ်ဆိုတဲ့အတိတ်ပဲကိုအလေးပေးလိုက်တာဒီမှာလဲအတူတူပါပဲသူမကဘလို့တောင်ပြောင်းလဲသွားလဲဆိုရင်လေကျွန်တော်သူမကိုမှတ်တောင်မမိတော့ဘူးဆိုပြီးအန်အောတဲ့အချက်ကိုအလေးပေးလိုက်တာကဲအခုဆိုရင်ကျွန်တော်တို့လေ့လာခဲ့တာဒီအားလုံးကိုပြန်ပြီးခြုံငုံကြည့်ရမယ့်အခင်းရောက်ပါပြီဒါကိုပါကီပွဲအပြီးအစီရင်ခံစားလို့ပဲနာမည်ပေးလိုက်ရအောင်ဒီဇာတ်လေးကိုကြည့်လိုက်နေဒီနေ့ပြောခဲ့တာဒီအားလုံးကိုဒီနေရာထဲမှာရှင်းရှင်းလင်းလင်းမြင်သွားပါလိမ့်မယ်ဘယ်စကားလုံးကဘလို့အခြေအနေမှာဘာလို့ပေးတဲ့ဆိုတာကိုအနစ်ချုပ်ထားတာပေါ့နောက်ဆုံးတော့လေဒီလိုစကားစုလေးတွေကိုကျွမ်းကျင်သွားတာကဒတာစာအုပ်ထဲကစီကန်းတွေကိုအဲ့လိုရတာထက်အများကြီးပိုပါတယ်ကိုယ့်ရဲ့ပြောစကားရေးသားချက်တွေကိုပိုပြီးတိကျစေတယ်ပိုပြီးအားကောင်းစေတယ်ပိုပြီးတက်ဝင်လှူရှားစေတယ်ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတို့ခုထားခဲ့ခြင်းပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်စကားပြောဆိုမှုတွေမှာဒီလိုပဲတီးသေးလေးနဲ့အဒီးပဲအများကြီးတက်ရောက်စေတဲ့တခြားစကားလုံးတွေ